Hello, Mengalava, Tinido, Palesoro, Russia, Ukraine, and now Europa with Jaga, see Rebecca Jaga, when Juya, when Jason Yaya, you, I don't ya, or no need a Shunia. So, Russia, young Ukraine, Tanya Yadwara, La Sure, Council never. BK Patonga, the Lord, the code to Yare, Russia, a young way, EU. ဘက်ကိုတို့က EU ပေါ်ပါမှာတင်ရှိထားတဲ့ရုရှားရဲ့အရာဝင်ကိုယူကရိန်းဘက်ကိုတိုက်ရိုက်လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့တွေ့ရတယ်။ဒါအားလုံးတင်မှာပါ။နေရာကယူကရိန်းကတိုက်ရိုက်ရသွားလာလားဆိုတဲ့အကြောင်းအရာပေါ့။တကယ်တမ်းပဲတိုက်ရိုက်ရသွားလာလားဆိုတဲ့အကြောင်း။တကယ်တော့အခြေအနေကနည်းနည်းကွာပါတယ်။ကျွန်တော်တို့ကြားသိရတဲ့သတင်းချက်လက်နဲ့လက်တွေ့ချက်လက်ကနည်းနည်းလေးလက်တွေ့အဖြစ်အပျက်တွေကနည်းနည်းလေးကွာဟချက်ရှိပါတယ်။ EU ကရုရှားပေါ်ပိုင်ရဲ့နိုင်ငံခြားအရာပိုင်ဆိုင်မှုတွေကိုတိုက်ရိုက်တင်းယူပြီးပေးလိုက်တာမဟုတ်ဘဲနဲ့ဥရောပမှာထိန်းချုပ်ထားတဲ့ရုရှားရဲ့အရာဝင်တွေကနေရရှိလာတဲ့အတိုးဝင်ငွေယူရို1.4 ဘီလီယံပေါ့1.4 ဘီလီယံဟိုသူကယူကရိန်းအတွက်ထွေးပြောင်းပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ရုရှားရဲ့ဗဟိုပန်ရုရှားဗဟိုဘဏ်ကနေ EU ဘက်ကို EU ကိုမှာအရာဝင်နဲ့ထားရှိထားတဲ့ငွေကြေးပမာဏရဲ့အတိုးပေါ့အမြတ်အတိုးပေါ့ပါစနဲ့အတိုးထဲကနေယူကရိန်းမှာရုရှားရဲ့စစ်ကျူးကျော်မှုကြောင့်ယူကရိန်းမှာပျက်စီးသွားတဲ့အဆောက်အုံတွေအခြေခံဒုနေမှုအခြေခံအဆောက်အုံတွေကြောင်းပညာရေးလူမှုရေးကဏ္ဍပေါင်းစုံကိုပြန်လည်တည်ဆောက်ထူထောင်ရေးအတွက်လွှဲပြောင်းပေးတယ်ဆိုမှကျွန်တော်လက်တွေ့မြေပြင်မှာသိရတယ်ဆိုတော့ဒါကရုရှားအတွက်တော့နည်းနည်းလေးတော့ခါးသေးတဲ့အကြောင်းအရာပေါ့ဒါလည်းရုရှားရဲ့ကျူးကျော်မှုကလည်းသူ့ရဲ့ရလို့မှုနည်းနည်းကျူးကျော်လို့မှုတွေကလည်းအတွက်ကြောင့်သူပေးစားရတဲ့အကြောင်းအရာပေါ့နော်ဒီငွေတွေကိုစစ်ပွဲကြောင့်ပျက်စီးသွားတဲ့ယူကရိန်းရဲ့အခြေခံအဆောက်အအုံတွေနဲ့အများပြည်သူဆိုင်ရာပစ္စည်းတွေစီးပွားရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာပြန်လည်အသုံးချသွားမှာဖြစ်ပါတယ်။နောက်ပြီးဆောက်လုပ်ရေးစီမံကိန်းတွေအခြားသောစီမံကိန်း project တွေမှာအနာကပ်ယူကရိန်းပြန်လည်တည်ဆောက်ရေးကာလတွေမှာအသုံးချသွားဖို့အသုံးပြုသွားဖို့ဖြစ်ပါတယ်။ဒါကြောင့်ဝန်နဲ့တနည်းပြောရရင်ရုရှားကိုသူ့အယိုးနဲ့တုတ်ထိုးတာကိုလို့ပြောလို့ရပါတယ်။အယိုးနဲ့အရှိနဲ့သူ့ကိုပြန်ကြော်လိုက်တယ်လို့ဖြစ်နေတယ်။ဝါရှိနဲ့ဝတ်သားကိုပြန်ကြော်တယ်လို့မျိုးရုရှားရဲ့အရာမှနဲ့သူလှုပ်ဆောင်ထားသူပေးကျူးကျော်ထားတဲ့အရာတွေကိုပြန်လည်ထူထောင်ပေးလိုက်တာဖြစ်ပါတယ်။ရုရှားအရာပိုင်းငွေတွေကိုထိန်းချုပ်ထားပြီးတဲ့ဒီငွေတွေကနေထွက်လာတဲ့အကျိုးအမြတ်ပေါ့အကျိုးအမြတ်တကယ်မူရင်းငွေသားမောင်းပိုင်းနဲ့ထွက်လာတဲ့သူအနံ့ထားတဲ့အကျိုးအမြတ်တွေကနေယူကရိန်းဘက်ကိုပြန်လည်အသုံးချနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်ရကိုရုရှားဘက်ကတော့ပြင်းပြင်းထန်ထန်ကန့်ကွက်ထားတယ်ပြင်းပြင်းထန်ထန်ကိုဆုတ်ချထားတယ်ပြင်းပြင်းထန်ထန်ကိုဒီလောက်ရနဲ့ပတ်သက်ပြီးမှပြန်လဲတုံ့ပြန်သွားမယ်ဆိုမှရုရှားဘက်ကတော့ချင်းချောက်ထားတယ်ရုရှားကသူ့ရဲ့အယံပိုင်ဆိုင်မှုတွေနဲ့ဆက်ဆက်ပြီးအကျိုးမြတ်တွေကိုအသုံးပြုတာဟာနိုင်ငံတကာဥပဒေကိုချုပ်ဖောက်တယ်နိုင်ငံတကာဥပဒေနဲ့မညီဘူးဆိုမှကန့်ကွက်ထားပြီးပြန်လဲတုံ့ပြန်မှုတွေပြုလုပ်သွားမှဖြစ်ကြောင်းဆိုမှတတိပြီးတော့ခုဒီဖြစ်ပျက်တွေအခြေအနေကိုတော့ကျွန်တော်နှစ်ချုပ်ပြောရရင်တော့ရုရှားရဲ့အရင်နှင်းတက်ရဲ့ယူတာထက်ထိန်းချုပ်ထားတဲ့အယံတွေကနေရလာတဲ့အတိုးကိုယူကရိန်းအတွက်ပြန်လည်အသုံးချနေတာဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းမှာဒီကိစ္စဟာနိုင်ငံတကာဥပဒေနဲ့ရုရှားနဲ့ EU ကြားဆက်ဆံရေးစစ်ပွဲကုန်ကြစိတ်တွေကိုဘယ်သူကတာဝန်ယူမလဲဆိုတဲ့အကြောင်းအရာမြေခွန်းတွေကဆက်ဆက်လာနိုင်ပါတယ်အဲ့အတွက်ကြောင့်ရုရှားရဲ့အယောင်ဝင်ယူကရိန်းဘက်ကိုလွှဲပြောင်းပေးလိုက်တာကတင့်တော်ရဲ့လားပေါ့ရုရှားရဲ့အကျိုးများထဲကနေယူကရိန်းကိုလွှဲပြောင်းပေးလိုက်တာကဒါကလက်ခံလို့ရတဲ့အရာလားဆိုတဲ့ຢာလို့ပြိတ္တတွေနဲ့ဆွေးနွေးပေးပါအောင်နော်ဒါဒီနေ့တော့ရုရှားရဲ့ငွေကြေးပိုင်ဆိုင်မှုတွေကိုယူကရိန်းကတိုက်ရသွားလာလားဆိုတဲ့အကြောင်းအရာကိုဆွေးနွေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်